ဝိတ်ချတဲ့အခါမှာကီတိုဒိုင်ကတကယ်ကိုသုံးဝင်ရဲ့လားအရင်ဆုံးကီတိုဒိုင်ကဘာလဲဆိုတာရှင်းပြပါရစေကီတိုဒိုင်ဆိုတာကထမင်းဂျုံပြောင်းအစရှိတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုလုံးဝဖြတ်ပြီးအဲ့ဒီအစီပါဝင်မှုများတဲ့အစာအစာတွေကိုအဓိကစားသုံးတဲ့စားတောက်မှုပုံစံတနည်းအားဖြင့်ဝိတ်ချနည်းတစ်ခုဖြစ်ပါတယ်ကာဘိုဟိုက်ဒရိတ်ကဲ့သို့ခဏခဏဗိုက်စားစေသောအစာအစာများကိုမစားဘဲနည်းနည်းစားရုံနဲ့များများဗိုက်ပြေစေသောအစီပါဝင်မှုများတဲ့အစာအစာများကိုအဓိကစားတာကြောင့်အစာနည်းနည်းပဲစားဖြစ်ပြီးဝိတ်မြများကျစေပါတယ်။စီပါဝင်မှုများတဲ့အစာအစာများလို့ဆိုရမှာလဲခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့စီများဖြစ်တဲ့ငါး၊ကြက်ဥ၊ချီးအစိအစံများကိုစားသုံးရမှာဖြစ်ပြီးခန္ဓာကိုယ်အတွက်မကောင်းတဲ့စီကြောစားများကိုရှောင်သင့်ပါတယ်။ကီတိုဒိုင်ကရေတိုအတွက်တော့မြန်ဆန်ဆန်ဝိတ်ချနိုင်တဲ့ဝိတ်ချနည်းတစ်ခုဖြစ်ပေမဲ့ရေရှည်တွင်ဟာရချိုတဲခြင်းစိတ်မပျော်ရွှင်ခြင်းဝိတ်ဆက်မကြတော့ခြင်းနှလုံးကြောက်ကပ်အသေးနှင့်ဆိုင်သောယောဂများအစာချေပြည့်ခြင်းဆိုင်ရာပြဿနာများကိုဖြစ်ပွားစေပါတယ်။ဒါကြောင့်ဝိတ်ချမယ်ဆိုရင်ကီတိုဒိုင်ကဲ့သို့သောရေတိုအတွက်သာအသုံးဝင်တဲ့နည်းလမ်းကိုရှောင်သင့်ပြီးရေရှည်အတွက်လည်းအဆင်ပြေပြီးကျန်းမာရေးကိုမထိခိုက်စေသောနည်းလမ်းများကိုရွေးချယ်သင့်ပါတယ်။ထိုနည်းလမ်းများကိုလည်း Food Classroom Page ကနေဆက်လက်ဖော်ပြသွားမှာဖြစ်လို့စားတောင်နဲ့ပတ်သက်တဲ့ဘ ഹു တုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။